ဒီနေ့သာသနာတော်နှစ်2550ခုနှစ်ဘောဇာတက္ကရာ1369ခုနှစ်ဝါကောင်လာဇန်8ရက်နေ့ရတနာရီတိုင်းမြင်းမြို့နယ်ကြောက်ကြည်ပေါင်းရွာသိညီနောင်ဓမ္မရေးတာကျောင်းနဲ့ပြုံးမှကျင်းပပြုလုပ်တဲ့ဝါတွင်ဓမ္မသဘင်နနပန်းတရားနဲ့ဟောကြားတော်သန္တတာဩဃမကူးမြောက်ပုံတရားတော်ပါတရားတော်သန္တရာဩဃမကူးမြောက်ပုံတရားတော်အဲ့ဒီတရားတော်ကဘယ်ဒေသနာအစီကံတဟောမှာလဲဆိုတော့တန်ရုပ်ပါဠိတော်ဩဃကရဏတုတ်ကိုအစီကံထားပြီးတော့ဟောပြမှာဖြစ်တယ်ဩဃကရဏတုတ်အဲ့ဒီတုတ်ကိုအစီကံထားပြီးတော့ဟောပြလိမ့်မယ်ဒီနေ့ဥပ္ပဇ္ဇံလူရှင်များကတော့အကြည့်ဒီကြောင်းမှာဆရာဆရာမများကျောင်းသူကျောင်းသားများစုပေါင်းလူရန်ကြတဲ့လူဝဲဖြစ်ပါဒီကျောင်းသူကျောင်းသားဆရာဆရာများလည်းဆိုတာနေ့စဉ်နဲ့တိုင်းပေါ်ဒီကျောင်းလူတို့စတင်ကြီးထောင်နေတာနော်ကျောင်းကြီးအာမှုထားပြီးတော့ဒီပညာတက္ကသိုလ်ကဆရာကျောင်းသူကျောင်းသားအားလုံးကိုဒါဒီကျောင်းစတင်တော့9နှစ်ရှိပေါ့နော်ဒီတွေကအမြဲတမ်းလူတန်းကြနေပါကျောင်းသူကျောင်းသားဥစဉ်ဒီကျောင်းစားထိုင်တဲ့နေ့ကဆိုရင်အစုပ်ကြီးကြီးယောဂဖြစ်လို့ဒီကျောင်းလူကျောင်းသားတွေကစူပေါင်းပြီးတော့ဒီဆေးဖို့တွေထူတန်းကြတာလေအခုထိမမေ့ပါဘူးစွန့်တင်ငန်းကျောင်းစေတီတိလေးပါထူတန်းကြတဲ့လူရှင်များကိုဘုရားတို့ရဟန်းတော်များပြန်လေပြေးဆက်နေတာကဓမ္မတခြားဘာမှပြေးဆက်မရှိဘူးဒါကြောင့်ဓမ္မနဲ့ပဲပြင်ပြီးတော့ကျေးဇူးဆက်ပါမယ်ဒီပြေတာအလုံးဟာကိုရောက်လာတာနဲ့တပြိုင်နက်ကိုရှိနေများလို့ရှုစားတာပဲစွမ်းတင်ကြောင်းစေပေါ့အဲကြောင့်ဒီလူရှင်များဥစဉ်ကျေးဇူးရှင်ဒီကျေးဇူးရှင်တွေကိုပြည့်စက်เสียဟာဓမ္မတရားအဲကြောင့်တရားနဲ့ပဲပြည့်စက်မယ်အဲတော့ဩကံတရဏတုတ်ဆိုတာလို့နည်းနည်းစံပြောကျန်တဲ့ကိုယ်တော်ရဲ့ဒီတုံအကြောင်းမှာတရင်တုံးလေးကိုလည်းအခြေအဲ့ဒီတော့တညနှစ်သားတရားအဲ့နှစ်သားကဘုရားရှင်ကိုပု္ပ္ပာမေးပါမေးလဲဆိုတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး31ဘုံသိဟုသောသန္တရာဝေဝကဘယ်လိုနည်းနဲ့ကုမြောက်တော်မူခဲ့ပါသလဲဘုရားအဲ့ဒီမေးမိခွန်းကလေခက်ခဲတဲ့မေးခွန်းနည်းနည်းတဲ့မေးခွန်းအဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကအကျဉ်းလေးပဲဖြေတယ်မာသည်တဲ့ဥမာနဲ့ဖြေရလို့ရှိရင်ပင်လေတဲ့သုံးဖို့မြစ်သေးတိုင်းတစ်ခုတည်းပြင်းနေတဲ့ပင်လေတဲ့မြစ်သေးသူကရက်ပြီးနေရင်လေမြုပ်ကိုးခတ်ရင်လေလှိုင်းနဲ့ညောပါအဲ့တော့ငါဒီတဲ့အဲ့ဒီနှမျိုးလုံးမလုတ်ခဲနဲ့သန္တရာကသန္တရာတိဟူသောဝေဝကကလုံးမြောက်ခဲ့သူတို့ကငါဟာသန္တရာဆိုတဲ့ဝေဝကထဲမှာရက်ပြီးတော့လည်းမနေဘူးမှတ်နော်နည်းနည်းပြီးတော့ကူးပြီးတော့လည်းမကောင်းရက်လည်းမရက်ဘူးကူးလည်းမကူးအဲ့နှမျိုးနဲ့ငါဟာသန္တရာဝေဝကကလုံးမြောက်ပြီးတော့ဘုရားဖြစ်တယ်ဒီပုဂ္ဂိုလ်တွေထားလို့ပြောရင်ယဟန္တာဖြစ်တယ်ဘုရားကလည်းယဟန္တာလို့ပထမတော့ယဟန္တာကဘုရားသဗ္ဗကျွလဉာဏ်ဆိုတဲ့ပေါင်းစည်းတဲ့လို့ဘုရားဆိုတဲ့အမည်ရတယ်တကယ်လို့ယဟန္တာအဲ့လိုဖြေလိုက်တော့လေပါဠိတော်မှာအဲ့မှာပြီးသွားတယ်အဲ့ဒီလေးနဲ့များကိုပိဋကဘုရားနဲ့ပြောပြမြတ်စွာဘုရားရဲ့တိုက်ရိုက်ခေါ်ကြတော်မူလို့ကျမ်းစာပါဠိတော်လို့ခေါ်တယ်ဘုရားနာပါဠိတော်ကဟုတ်ရင်20ရှိတယ်ခုဆိုလို့ရှိရင်ဒုပိဋကများအဲ့ဒါလောက်လေးပြောနေတဲ့အကျဉ်းနားလေဒါလည်းဘုန်းကြီးလည်းနားမလို့ဘုရားပြပြီးပါတယ်တရားတော်ပြီး
အဲ့ဒီအခြေချတဲ့ဟာကိုကြတော့ပါဠိတော်မှာမလာတော့မရအဲ့ဒါတော့အခက်ခဏအခြေချပြဒါကြောင့်ပါဠိတော်ရှင်းနေတဲ့ဟာကိုထပ်ပြီးတော့အခြေချပြတာကိုအခက်ခဏလို့မှာအခုအခက်ခဏနဲ့ကြည့်ပြီးတော့ဖြတ်ပြောရအောင်အဲ့ဒီအခက်ခဏကရှင်းနေတာကိုဖြတ်ချတာကြတော့တီကားလို့မှာပိဋကတ်သုံးပုံဖြေတဲ့အခါမှာရှေ့ပိုင်းပါဠိတော်အုပ်20ကိုအလွတ်ပြန်အဲ့ဒီပါဠိတော်ကိုအရေးထက်ချေတော့ဒီကာကအုပ်ဒီကာလည်းအုပ်တော်များဒီကာနဲ့ဘွားဘွားရေထက်ကတာအုပ်50လောက်ရှိအဲ့အုပ်50လောက်ကတော့အတိတ်ပဲရှိပြီးတော့ရေးဖြေရရေးဖြေရောအဘောအောင်မှာဒီပိဋကဆက်ဖြစ်ပါတယ်အခုဦးသိန်းဒီเจ้าမှာဒီနှစ်မှာထက်ကတာဒီကစာအုပ်ကြီးရအဲ့ဒါကအခုဘယ်လိုချင်းညာကတော့ခုတည်းသိနေအောင်ဓမ္မမွေးဆိုလေးစုပေါင်းပြီးတော့စာအုပ်တစ်စုံနောက်ပင်မိုးတို့စုယူလို့မိသားစုက2စုံပေါ့စုပေါင်းဟို130 4သိန်းနဲ့2000ရှာအဲ့ဟို130ခုဒါစာအုပ်ခုချင်းညာနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်များပိုင်းဝမ်းသာဖို့သိနေအောင်ပါဓမ္မမွေးဆိုလေးတစ်စုံပါပါတယ်ဗမီသူဆောင်ပြီးတော့အလူခံပေးတာအဲ့ဒါနောက်လည်းဗမီရမယ်ဆရာတော်ဒီဘက်ကပြီးတော့လုံးဒီကိုဘက်ကနိုင်ကပြီးလိုထက်လို့အဲ့ဒါဆိုကိုကောင်းတယ်ကောင်းတော့ကောင်းတယ်ဒီကမကြီးကလူတိုင်းကြောက်ပြီးတော့ဆရာတော်ဘက်ကအိမ်ကြီးကဓမ္မကြီးလိုင်းကြောက်နေလိမ့်မယ်ဗမီလိုင်းတော့ဒုက္ခတော့မှာပဲဆိုပြီးအဲ့ဒါဆိုလည်းမပြောနဲ့လို့သူတို့ဘာလို့အစဉ်ပြေတော့တွင်လဲလူပစီပေါ်လို့ဟုတ်တယ်မြေတံမြတ်ဦးဇင်းတို့အဲ့ဒီခါလေးပြောတာတတိယလားဟုတ်ဦးဇင်းတော်လွန်ခဲ့တဲ့နှစ်ပေါင်း10နှစ်လောက်ကဆောင်းမတကုတ်ရေးဦးတယ်အချစ်ပြည့်ရေးသူမုံစီမုံနဲ့စီပါစီဟောလူချင်းမှာမုံဖြစ်တဲ့ကိုကြည်ရသေးပဲဟောမုံနဲ့စီအမှန်မုံနဲ့စီကိုမသုံးဆွဲရင်ဖြစ်တဲ့စီဖြစ်ပါသူများမုံနဲ့စီကိုပြောပြတယ်အဲ့ဒါကသူများကြီးကခဏခဏတောင်းတာသူများကြီးကခဏခဏအလူကနာမုန်းနေစီလို့ဒီနောက်တော့ဒီမှာရောက်လာတဲ့ဘုသူကြည့်လို့မလူကံကိုကိုယ်ကပဲသူဘုသုံးတဲ့ကြောင့်ခုခဏကြိုက်ကြီးညာတော့တယ်ယောဂီရတော့ဒီမှာဒီကကျိုးဆောင်နေရ190 200လို့သတ်မှတ်တယ်ဘုရားမတတ်လို့ကြားတဲ့လောက်လာမလောက်ဘူးတော့လို့ဘုန်းကြီးရှိတာကိုကြွေးပြင်းတယ်သိသားမရှိဘူးလို့အဲ့သုံးတဲ့အကြောင်းကြီးလည်းပဲအဲ့တရားစကားမှာမစခင်မှာပြီးအောင်လုပ်တယ်ပြီးအောင်လုပ်တော့ဘယ်သူမှလည်းလာမလို့အဲ့လိုဘိုးကြီးပြန်တယ်ဆောင်ဘုရားကအဲ့ကျုပ်ထည့်တာဒီကြောင်းမှာ28သိန်းရှိတယ်နောက်တော့ရားနဲ့ဆက်တိုက်ဖြစ်တယ်ဒီကိုပြီးရမယ်အဲ့ချိန်မှာသုံးလက်တော်ပြီးရဒါကြောင့်ပြောလိုက်တယ်အဝေးရမယ်လို့ဟုတ်လားဟိုအထုပ်ဘိုးလေးနဲ့ရောက်လာတယ်တရားစကံဝင်ဘူးကြည့်လို့ပါဆိုတဲ့ပုဂ္ဂိုလ်ပြည့်ပြီးပြန်တော့မပြောနဲ့မပြောတင်ဘူးလေတရားကြတယ်အိုးကြီးရလာဖြစ်အောင်ထားလာတယ်ရိုးတော်တွေကမရဘူးဆိုဘုန်းကြီးကတက်တယ်ဘုရားတခါတည်းမှားတယ်သူရိုးတော်တွေရိုးကုန်မဆိုင်အဲ့ဒါပိတ်ပြန်တားစီနေတာဆရာတော်ဟောပါတယ်သူတို့ဟောပါတာဆရာတော်လောက်တာပိတ်ပြန်တဲ့ပုဂ္ဂိုလ်အပိတ်ဘူးကြည့်လာပုံလာတယ်မရဘူးဆိုရင်လာပြောမရဘူးပြောတဲ့ပုဂ္ဂိုလ်တခါတည်းကတာရနေပြီးတော့ဆုံးမလုပ်လိုက်ကြတယ်လို့လားနော်သူကလည်းဒီမှာတော်ဝါသွင်းလို့ရှိတဲ့ချိန်လေးမှာဒီတရားကိုသိသိချင်းနဲ့သေးသေးချင်းသာလားပြီးတော့ကြီးလည်းမများနဲ့ဘုန်းကြီးတာဥစ္စာဟောတယ်ဘုန်းကြီးကလည်းပဲဖြစ်တယ်လို့ဆန်ရုပ်လည်းဖြစ်တယ်လို့စားပါလို့တရားရဖို့လာတာစားတော့လာတာဟုတ်သူကလည်းဖြစ်တယ်လို့စားတာတခါလေဦးဇင်းပဲကြံ့ကြံ့နဲ့ပြေးတာလာကြည့်တယ်ဒါတရားချက်တဲ့ခါကျတော့စားလို့မရဘူးအဲ့ဒါပဲကြံ့တယ်လို့ဒီလေးဆန်ဆောင်ပြီးတော့မိနေတခါတည်းမှုလေးတစ်ခွနဲ့ပြီးသွားအဲ့လိုစားတတ်မှလည်းရှိဟိုတကယ်ချမ်းသာဆိုတာမှတ်တာပြင်မဘဲပါမှမကြည့်ကိုယ့်ကိုယ်မကြည့်တာအဲ့ဒါပြောရင်တော့အများကြီးပဲဉာဏ်ဆက်ကြံလို့စောစောကဆက်တာကြောင့်အဲ့တော့မြတ်စွာဘုရားရှင်ကိုယ်ဉာဏ်ကြီးကမဟာတန္တရာဟိုပြောမယ်အထက်ကရာဖွင့်မြတ်စွာဘုရားရှင်ကိုယ်ဉာဏ်ကြီးကတဲ့ဒီနဲ့သားရဲ့နေမှုကိုဘာဖြစ်လို့အကြီးလေးဖြေရတာလဲ
ဒါကရာခုမှကြည့်ခဲ့တာရုပ်ရုပ်ဟောတယ်ဖုံးပြတယ်ဒါကြောင့်မဟုတ်ဘူးတဲ့အဲ့ဒီနတ်သားကမာနာကြီးတဲ့နတ်သားဘာဖြစ်လို့မရလို့မာနာကြီးတဲ့နတ်သားပေါ့ဘူးပါသူကတဲ့ငါဘယ်ရောက်မေးခွန်းတစ်ခုသွားမေးတယ်ဒါမဲ့လို့တဲ့သူကအရင်ကတ္တဗဘုရားရှင်ကိုသူကြုံမှုတယ်ဒီနတ်သားအဲ့တော့ဒီကိုတော်ဟောလေဘာမှသူမဟုတ်ပါဘူးငါကဟိုငါသိပြီးသားတွေနေမှာပါလို့ဆိုတော့သင်သေးတဲ့စိတ်နဲ့လာမေးဘုရားသိအဲ့ဒီမာနာကြီးနဲ့တဲ့ငါဟောတဲ့တရားအကျဉ်းနာလဲဒီနတ်သားတရားမရဘူးဒါကြောင့်ယောဂီတို့တရားရရင်မာနမထားနဲ့မာနခံနေတဲ့မင်းရဲ့ဘုရင်မရဘူးအဲဒါသူ့မာနကိုဖြုံမှဖြစ်မယ်ဆိုပြီးတော့အချင်းလေးဟောတယ်ပြီးပါမလို့အဲ့တော့ငါသံဃာကူးတဲ့အခါမှာရက်လည်းမနေဘူးကူးလည်းမကူးဘူးတဲ့အဲ့တိုင်းသံဃာလွတ်တယ်ဆိုတော့သူနားမယ်ကအခြေပြန်ရှင်းပြအခြေပြောပါဗျာရက်လည်းမနေဘူးကူးလည်းမကူးဆိုတော့ဘယ်လိုမှမပြောတယ်ဘယ်လိုနဲ့လွတ်တယ်လဲဆိုမှအခြေပြန်ချက်အဲ့ဒါတို့ပြောအောင်မယ်ဒီသူလည်းမကြာခဏလေဒီထက်ကရာမကြည့်ခင်ကဦးရင်တကယ်လို့ဒီထက်ကရာဒေတာဒီတော့ညနေတော့မိတ်ဆွေတွေဟောဦးရင်တော့ရှိလို့မိသားစုမလူဘူးဆိုဒီမှာကြည့်ကြမရှိဘူးမရှိရင်လို့ဦးရင်အဲ့ဒါပါဠိတော်လေးကြည့်ပြီးတော့ကိုယ့်အကိုတွေးဟောပရမဦးရင်ထက်ကရာမကြည့်ဘဲနဲ့တွေးလိုက်အဲ့ဒါဘုရားရှင်ကိုယ်တော်မြတ်ကြီးကသံဃာကူးတဲ့အခါမှာရက်လည်းမနေဘူးအားဆက်ပြီးတော့လည်းမကူဘူးတဲ့ဒါဆိုဘလို့ဖြစ်နိုင်လဲဆိုတွေးတော့ဦးရင်တွေးပေါ်တယ်ကြည့်ပေါ်တာကဒီလိုဖြစ်နိုင်တယ်ဟိုရက်မနေဘူးဆိုတာပေါ့နော်ရက်မနေနဲ့နဲ့သွားတာပေါ့အနစ်မခံဘူးပြောအနစ်လည်းမခံဘူးအမျိုးလည်းမခံဘူးအနစ်မခံရေထဲမှာအနစ်မခံအမျိုးမခံမနဲ့ငါဟာတန်တရာကလွတ်တယ်ဆိုတော့နစ်သွားတယ်ဆိုတာအပေလေးပါဦးဇင်းတွေးတယ်နဲ့သွားတာပါလေအပေလေးပါနဲ့သွားတာအဲ့ဒါအကုသိုလ်လို့ဒါကြောင့်အကုသိုလ်တွေလုပ်နေမယ်ဆိုရင်လေသန္တရာကလုပ်ပါအပေးကြီးကြံတခါလူဘဝနတ်ဘဝလူစုစိတ်နေစုစိတ်နေတောင်းတပြီးတော့ဒါနသီလဆိုတဲ့လောဘကုသိုလ်တွေလုပ်နေမယ်ဆိုရင်ရောယောဂီတို့ကြီးလူနဲ့ပြန်မှာဆိုတဲ့သံဃာမှာမမြင်ဟုတ်ဘူးအေးအဲ့ဒါဥဒ္ဒသက္ကရာမကြည့်သေးဘူးနော်ကိုယ့်အကိုတွေးတာခုနပြီးတော့တက်တယ်လေသိဝမ်းသာယောဂီတို့တရားလို့ကိုပြောလို့တကယ်လုပ်နိုင်တယ်မလွဲတော့ဘူးလွဲသေးတယ်ဒါဦးအဲ့လိုလေခဏခဏကြုံရတယ်ကိုကနောက်ထပ်စာအုပ်ကမတူကိုတွေးကြည့်တယ်တွေးကြည့်လို့မလွဲတဲ့နည်းနဲ့ပြန်တွေးကြည့်တာပေါ့အဲလွဲမလဲဒီမကောင်းမှုအကုသိုလ်လို့အပေကြတာကိုသိနေလွဲတယ်ရှိအပေကြတယ်လို့နဲ့တခါဟိုကိုချမ်းသာဖို့ကြီးပွားဖို့ကြီးစိန်နေတိုးဖို့လက်ကြီးရောက်ဖို့ဆိုတဲ့လောဘတဏှာနဲ့ဥသိပြီးတော့ကုသိုလ်လုပ်ရင်မြင်ရောပြီလေအဆုလိုရကဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာအကုသိုလ်လည်းမလုပ်ဘူးကုသိုလ်ကြတော့ဘဝကောင်းစားရေးငါကောင်းစားရေးဥတည်ပြီးတော့မလုပ်တာကုသိုလ်ကတော့လုပ်တယ်သို့တော့ငါကောင်းစားရေးကျန်တာမပါဘူးအဲဒါဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာသန္တရာကလွတ်တာလွယ်လွယ်လေးပဲနော်အဲတော့သန္တရာဆိုတဲ့ဝေဟောကရေးတာဝေဟောကဆိုတာတော့၄မျိုးရှိတယ်ကာမောကကာမဟောကအဆင်းအတန်အနတ်အရတာတွေ့ပြီဆိုတဲ့အာယုံ၅ပါးလူချင်းတက်မှတ်နေတာကိုကာမောကပါတယ်။ဒါကာမဟောကကာမဆိုတော့ရေးရင်အဲ့ရလွတ်မြောက်ဘောကဒုဗဘဝအဒုဗဘဝဗြဟ္မာဘဝကိုလူချင်းတာကိုဘောကလို့ဘဝလူချင်းတာပေါ့ဘာဘဝလူချင်းလို့ဘောကစိတ်ဒေါကဆိုတာအယူဆတွေမှားယွင်းနေတာယုံနာမဲ့ရှိတာကိုငါလို့ထင်တယ်ခန္ဓာ၅ပါးပဲရှိတာကိုသူလို့ထင်တယ်ပုဂ္ဂိုလ်တော်ဘာလို့ထင်တာအားဒါဒိဋ္ဌောကဒိဋ္ဌိဘောကအဝိဇောကတဲ့သစ္စာ၄ပါးမသိတာအဝိဇောကသစ္စာ၄ပါးမသိတာသစ္စာ၄ပါးကိုတော့ဘုရားတဲ့ကိုအားရခုသင်ပြီးကိုယ်မှလည်းဒီလိုက်လူချင်းပြီးဆင်းရဲပြီးအလိုချင်းပြီးချမ်းသာပြီးသစ္စာလေးအဲ့ဒါမသိအဝိဇောကလေပြီးတော့သံဃာမလို့ဘူးအဲ့ဒါသိသံဃာကသူ့
လိုချင်လျင်ဆိုတာသမုဒိယသစ္စာလိုချင်တာပါဘာကိုပဲလိုချင်ဘာကိုပဲဆွဲလန်းတာဆွဲလန်းတာမှန်တယ်မလားလိုချင်တာမှန်တယ်မလားအဲ့ဒါသမုဒိယသစ္စာသမုဒိယသစ္စာကြောင့်ဒုက္ခသစ္စာကိုပဲရသမုဒိယသစ္စာကြောင့်ဘာကိုပဲရဒုက္ခသစ္စာကိုပဲရတယ်မြန်မာလူပြောတော့လိုချင်နေတယ်များအမြဲတမ်းဆင်းရဲမှာလိုချင်ရကိုယ်ကိုယ်လည်းမိမိခန္ဓာကိုယ်တော့မလိုချင်ဘူးမိမိခန္ဓာကိုယ်တော်မှာမဆွဲလန်းနဲ့ခန္ဓာကိုယ်ဆွဲလန်းတယ်မကောင်းဆိုးဝါးဖြစ်တာလူပြည်ကသိမှာမဟုတ်ဘူးပြောလိုက်အောင်အသားဆွဲပြီးတော့ပြစ်တာဖြစ်ဖို့သူဖြစ်ယောဂီတို့ကြီးတဲ့မျိုးသမီးအများစုပေါ့နော်အလှတွေမပြင်းရဘူးလားပြင်းရတယ်အလှပြင်းတဲ့သူတို့ရတဲ့ပတ်စံတော့ဘုံတစ်ပုံကုန်တာပြင်းရပြင်းကြရတယ်အတော်တဲ့တော့တော်ပေါ့နော်ဟိုတန်ရှင်းအောင်ပေါ့အမှန်ကတော့လေအဲ့ဒီအသားရည်ဆွဲလိုက်ရင်လေဒုက္ခပြုတ်ရည်လေလိုချင်ပါတယ်လို့ဆင်းရဲတာပြောပါရင်ပြီးခဲ့တဲ့နှစ်အဲ့ဒီပင်လေတဲ့မှာကော်တောင်းမျိုးကလူငယ်လေးလည်းပဲလေးနဲ့ပါပါ14အဲ့လမ်းဖူးလမ်းမှာဘာတွေ့လဲဆိုတော့ပုတ်ပွားနေတဲ့အလောင်းတစ်လောင်းမျောလာတယ်ယောက်ျားလောင်းပုတ်နေဘိုးတွေပါလေကြာအဲ့ဒီလောင်းကြီးသူတို့ဆက်လေးနဲ့လည်းဖြတ်လာရောအဲ့ဒီကောင်လေးကလေချက်တဲ့ပြိုးတဲ့သဘုံမူကြီးလှမ်းပြောလိုက်တယ်သဘုံမူကြီးဒီနေ့တခြားဘာမှမချင်းနဲ့ဗျာအဲ့ဒီပုတ်ကောင်ကြီးချက်လိုက်ပြဖုတ်ထွက်ပြီးတော့သူနောက်တာပေါ့အဲ့ချိန်မှာတည်သွားတဲ့လူကြီးကလေပုံနေတဲ့သူ့အလောင်းကောင်ကြီးဆွဲပြီးတော့တရက်အဖြစ်နဲ့အလောင်းကောင်မှာစီးပြီးတော့ပါအဲ့ဒါကိုကောင်လေးကမသိဘူးအဲ့မှာတင်သူကငါတက်မဲ့တဲ့ငါဆွဲလန်းတဲ့ငါခန္ဓာကိုယ်အလောင်းကြီးကိုခုတ်ထိချက်လို့ပြောရမလားဆိုပြီးတော့တခါတည်းဒီကောင်တတ်မယ်ဆိုချောင်းနေတာလေတဲ့တော့အဲ့ဒီကောင်လေးတယောက်တည်းဖွဲအိတ်တဲ့အချိန်မှာလှီစက်လေးပေါ်တက်လာတယ်ပြီးတော့အပေါ်ကနေခုံးပြီးတော့လေလေးညှင်တက်တာကိုကောင်လေးယုံလို့မရတော့သူတို့ကံမစိတ်ဒီကံပြီးတဲ့တူရှိနောက်ဆုံးခွေးစည်းတွေပြန်ပြီးတော့မျက်လုံးတွေပြအသက်ရှူလို့မရတော့နောက်ဆုံးချိန်အသက်သေးကန်ကြီးဇောကျွေးတွေပြန်တဲ့အချိန်ကျမှ2003ခုနှစ်ကသူတို့ကော်တောင်း9နှစ်မှာဦးစင်းကတရဏဂုံအကြောင်းတရားဟောပြီးတယ်သူနာဘူးတဲ့ဒီကောင်လေးတရဏဂုံတော့တတိယဟောငါတရဏဂုံရှိတယ်ဆိုပြီးတော့သူနောက်ဆုံးရှိတဲ့အားလေးနဲ့ပေါ့နော်တရဏဂုံဆောက်တည်လိုက်တယ်ဗဇက်ကဆိုစိတ်ထရနဲ့ဆိုတာဘုံနန္ဒရဏကိစ္ဆာမိပဲရှိသေးတယ်အဲ့ဒီမကောင်းဆိုပါကြီးကအသက်နဲ့ကြီးနဲ့ပေါ်ပြီးတော့သူ့ကိုယ်ဘဝကနေခွာထွက်ပြီးတော့ပင်လဲတဲ့ပြန်ကုန်ချတရဏဂုံကြောင့်အဲ့ဒါမကောင်းဆိုပါပြီးလွတ်တာဒါကပြောနေတာကအဲ့မကောင်းဆိုပါဒီကယောဂီတို့ဒါခံမရည်ဒီလူဟာယူရီးယားနိုင်ငံမှာအသက်ခံရတဲ့လူဖြစ်တယ်။များသောအားဖြင့်ယူရီးယားအလုပ်လုပ်တဲ့မြန်မာမှန်သမျှဟာအမြဲတမ်းအသက်ခံရရတယ်။ကိုမြန်မာနိုင်ငံကဆင်းရဲမွေးငှက်ပြတ်နေတော့လေပဲအဲ့နိုင်ငံကိုအသက်ဆုံးပြီးတော့ဘာလုပ်ကြစိတ်မကောင်းဘူး။ဘယ်သူ့ကိုပြည့်တယ်မှလည်းမသိဘူး။ကိုမြန်မာတွေကိုတက်လို့ဥစဉ်နဲ့ထိုင်းနိုင်ငံလုံးဝမသွားဘူး။အဲ့ဒါအခုမသွားပါဘူးဆိုမှကျင်နှောင်းမှာကလည်းလူဦးရေ9သိန်းလောက်မှ4သိန်းကမြန်မာတွေရှိအဲ့ဒါတရားဝတ်ပွင့်တော့လေသူသွားရတယ်မသွားခြင်းနဲ့သွားတယ်မကြာခဏမြန်မာတွေအသက်ခံရတာအဲ့ထိုင်းရဲတွေကမြန်မာလူသမီးတွေကိုဖြစ်စည်းတာတွေနှာခဏကြားစိတ်တော်တော်ဆင်းရဲတယ်ပြောမြန်မာတွေတက်လို့ထိုင်းဆိုးကအရေးမကြီးဘူးဟိုတင်တက်တာဟိုခိုးကြောင်ခိုးအောင်ဆိုကြပါစို့အလုံသမားတွေအလုပ်ပြန်လာတယ်ပေါ့။ဒါမှအဲ့ဒီအလုံသမားလက်ထက်မှာဘန်းငွေ1000 2000လောက်ပါတယ်လို့ပြီးလို့ရှိရင်အဲ့ဒါအဲ့ထိုင်တရားကလူတွေကြည့်မှဒါနဲ့ပြေးထိုးတယ်။လမ်းလေကောင်းတယ်။ဒီပတ်စံကြီးထွက်သွားတယ်ဘာလို့မှလည်းမလိုက်ဘူးမှလည်းမခံဖြစ်နိုင်တော့မတော်နဲ့ကိုယ်နိုင်ငံကိုဦးဇင်းတို့စိတ်လို့ဆိုရင်တော့သမင်းကိုစားပြီးပဲစားစိတ်ချမ်းသာပတ်စံတွေရပြီးတော့ကိုယ့်အသက်ဆုံးရတာမတန်ဘူးအခုဒီပုဂ္ဂိုလ်ဟာအဲ့ဒီလိုအသက်ခံရဖြစ်လေဒီစမ်းယောဂီတို့သူ့မှာသစ္စာ၄ပါးမသိရှာဒီခန္ဓာကိုယ်ကိုသူကမဆွဲလန်းဘူးလားမလိုချင်ဘူးလား
ဘာသစ္စာသမုဒိယသစ္စာလူချင်းနဲ့လေလူချင်းဘာဖြစ်လဲအေးလူချင်းလို့ချင်းမဆင်းရဲဘူးလားခုဆင်းရဲပြီလေတရေကြီးဖြစ်နေဒီစံအသေးစိုးနဲ့လည်းသေးရတယ်ဒီခန္ဓာကိုအပုပ်ပုံကြီးဆွဲပြီးတော့ပင်လေထဲမှာသူဘယ်ဆင်းကြီးချက်ပြီးတော့လှည့်အောင်မသိဘူးဒီအကောင်ကြီးအပြည့်စည်ပြီးတော့တော့ရှောက်လှည့်နေတယ်အဲကြောင့်လူချင်းတော့မဆင်းရဲဘူးလားမလူချင်းနဲ့မလူချင်းချမ်းသာတာမလူချင်းတာကမက္ခသစ္စာမလူချင်းတာကဝိပဿနာဉာဏ်နဲ့အခုကြားနာတဲ့ဉာဏ်မျိုးကမလူချင်းအောင်လုပ်ပြီးချမ်းသာတာကនិရောဓသစ္စာချမ်းသာတာကနိဗ္ဗာန်အဲ့ဒီလူချင်းနဲ့လောဘတွေချုပ်ငြိမ်းသွားတာနိဗ္ဗာန်တကယ်ချမ်းသာခြင်းလေလူချင်းနဲ့လောဘတွေအဝတ်မခံနဲ့အဝတ်မခံမဖြစ်ပါဘူးမြဲတယ်နဲ့မဝင်ပါဘူးအဲကြောင့်မှတ်ထားနော်လူရောယဟန်ရောတိုးထဲမှာတဘာတဲ့နေပြီးတော့ကိုတဘာတဲ့နေတဲ့ကြောင်းလေးတွေ့တာနဲ့လောဘအဲ့ဒါပူလောင်နေမြို့မှာတက်ကြီးနဲ့နေတော်လည်းပဲကိုတက်ကြီးမဆွဲလိုက်ရင်ချမ်းသာတယ်အဓိကကလောဘဆုံးရတာအားတွေများတွေဆုံးရတာမဟုတ်ဘူးတက်ကြီးဆုံးရတာမဟုတ်ဘူးတက်တွေတားတွေပစ္စည်းတွေစိတ်ကြီးယရနာတွေကမိမိအပယ်မချဘူးလောဘဒေါသမောဟဆိုတဲ့ကိလေသာကအပယ်ချတဲ့မှာကကိလေသာအဲတော့ဒီခန္ဓာကိုယ်ကြီးကိုဆွဲလန်းတဲ့လောဘနေခြင်းတဲ့အိမ်သာထဲမှာအညစ်အကြေးတွေစုံတဲ့သမငါကျန်ကမစုံတဲ့ပွားအာတုပဘာဝနာပွားရပါပွားရမြန်မာလိုဆိုရင်တော့ဒီမိခန္ဓာကိုယ်မတင့်တယ်မှုကိုသိပြီးရဩမတင့်တယ်ပါလားဒီစံငါတို့ခန္ဓာကိုယ်ကအပေါက်ဘဝကထွက်တဲ့အရာဝတ္ထုမှန်တယ်များဟာဆက်စုပ်ညွှန်ရှားဝေရတွေပါလားတင့်နေတဲ့သဘောလေးဘာမှမရှိဆက်စုပ်ညွှန်ရှားဝအတိပါလားလို့အဲ့ဒီလိုအာတုဘဝနာဘဝရင်လေဒီခန္ဓာကိုတက်မဲ့တဲ့လောဘတဖြည်းဖြည်းနဲ့ကုန်လာတယ်ပါလာတရားဆိုတာအဲ့ဒီလိုမျိုးစုံနဲ့ကျင့်ရတာတခါလားဖြူကျဲတခါလားဟောင်းဝင်နေတော့တိုးတက်ဘူးမျိုးစုံနဲ့လောအဲ့ဒါလူချင်းလို့ဆင်းရဲပုံလေးအဲ့ဒီသူ့မှာအဲ့ဒါနန္ဒရာလည်းလဲပြီပေါ့အဲ့ဒီမှာနိဒ္ဒာနဲ့ပတ်သက်ပြီးတော့အခုဒီမှာတရားနာတဲ့ဆရာလေးတွေကသူတို့ရခိုင်ပြည်နယ်ကလက်တို့ပြည့်လေးတစ်ခုပြောပြတယ်ဒီစာရေးကိုတားကောင်းတဲ့နည်းပြောပြဘယ်နာမည်ပါလဲကျော်တန်းအဲ့ကောင်လေးကလူကခတ်ချောအဲလူကသာချောတာစိတ်ကတော့ခုတင်တာပေါ့နော်စိတ်ကောင်းရှိအဲ့လိုချောတာကိုအကြောင်းပြုတဲ့လူကမိန်းကလေးတွေကိုအများကြီးဖြစ်စည်းတယ်တဲ့အဲ့တော့ဒီစာရေးပေးတဲ့ဒီလချင်းလေးကိုယ်တိုင်အဲ့တော့ငယ်သေးတာဒါတော့သူသိတယ်15နှစ်ကျော်လောက်ပေါ့နော်သူဖြစ်စည်းတဲ့မိန်းကလေးနှစ်ဦးကြောင့်ရေးပြပထမတော့ကသူတို့ရခိုင်ပြည်နယ်အဲ့လိုပေါ့သူပြိုတွေစုပြီးတော့ပြောဝစားကြတဲ့အချိန်မှာအဲ့ဒီချိန်ကဒီဝိတ္တရာကိုအဲ့ဒီကောင်ဖြစ်စည်းလိုက်တယ်ဒီရချက်တဲ့ဘုသူမှပြောတာကိုဝင်ပေါ်အမေသူ့မေပြီးတော့အမေတကူတမေတကူအဖေမရှိဘူးဒါကြောင့်ဒီကောင်လည်းစောရတယ်အဲ့ဒါကျိုင်းနေပြီးတော့မှကျော်တန်းနဲ့ဖြစ်တာလို့ပြောတယ်ဒါသိကြလို့ပြောတာပေါ့အဲ့ဒါနဲ့ပဲသူ့အမေကကျော်တန်းကိုဒီကိစ္စချုပ်မပြီးတော့ပြောချတာနှမချင်းစားနေပြီးတော့သမီးကိုကြည့်ဖို့ကြောင့်မရှိဘူးတဲ့မယူတဲ့အပြင်သူ့ကိုဆွဆွဲရမလားဆိုပြီးတော့အကျစ်တွေမူးပြီးတော့အဲ့ဒီကခဲနေထူတာတညာလို့ဘူးမှလည်းမပြောဘူးနိုင်ကျင့်တာလို့ပေါ့ကြည့်နော်ဒီကံနဲ့အကျိုးပေးလိုက်အဲ့ဒါအာဟုသူတွေလုပ်တယ်ဆိုတော့ဒါသံဃာမှာအပေမှာနင့်မဲ့ပုဂ္ဂိုလ်ဟုတ်လားနင့်မဲ့ပုဂ္ဂိုလ်အဲ့ဒါအခုလေးမှလည်းတက်ပြီးတော့ရှိရမွေးလိုက်တယ်သမီးလေးဒီတိုင်းမဆောက်ကြတာတော့ဟောဖုံးပေါ်လို့မရအဲ့သမီးလေးအဲ့ကြောတန်းနဲ့တကုန်းဆန်နေလို့ညင်းလို့ကိုမရနှမချင်းမစားနောက်တစ်ခါတခြားရွာကအဖေတကူသမီးတို့ကောင်မလေးပြောက်ဝင်လည်းပဲမတရားကျင့်လိုက်တယ်အဲ့တော့ဒီကလေးမလေးရဲ့ကိုဝင်ပေါ်တော့မှကလေးမလေးအဖေရောကလေးမလေးဘက်ကမိသားစုတွေပုံဝမ်းပြီးတော့ရင်တခါလည်းဒီကောင်ဒီလိုလုပ်တာသိကြတာအဲဒီကတော့မရဘူးဆိုပြီးတော့အဲ့ကောင်မဝိုင်းဖမ်းပြီးတော့ခါကောင်မလေးကိုဒီကောင်အေးမှာမရရအောင်ထည့်ပေးလိုက်တာအိမ်ကြတော့အဲ့ဒီကောင်ဘာလို့တယ်ပါဒီစံ
အဲ့တော့ယုံညံ့တဲ့ပုဂ္ဂိုလ်လည်းကမ္ဘာလောကရှိတယ်ဟာဟောနေရောမှာရှိလို့ယူရတာကိုနဲ့အဖေကြီးထည့်လိုက်လို့ယူရတာနဲ့ငါအိမ်ပေါ်မထားဘူးဆိုပြီးတော့အိမ်ရောက်တာနဲ့ရိုက်တယ်ကောင်းမလေးကိုကြီးနဲ့နေရမကောင်းဒါရိုက်တင်ညာလို့ရိုက်တယ်ပြီးတော့အားရောက်ရက်ပြီးတော့အိမ်ကနှစ်ထပ်ကိုအောက်ထပ်ကသူကဘာမှအကားရမရှိဘူးသူကအပေါ်တဲ့တဲ့မင်းကလေးဟောက်ပြစ်တယ်ရေးဆက်ဆက်အဲ့ဒါသူ့အကိုတယောက်ကနှမချင်းစာနာအဲ့လိုလုပ်တယ်လို့ပြောတာလာဆုံးမတဲ့အကိုကဒါနဲ့လည်းကိုသူ့ကိုလည်းထွက်ပြေးတယ်အဲ့လိုနှိမ့်ဆက်တဲ့တည်းအသမီးယူထားပြီးနောက်သူ့ရဲ့မိဘတွေကလည်းသူ့ကိုယ်တိုင်လင်ပြည့်တဲ့ပုဂ္ဂိုလ်ကိုယ်တိုင်မျက်နှာသာမပေးတော့သူ့ယောင်းမတွေယောက်ျားမတွေဘယ်သူမှကမှထည့်မကြည့်တော့အကောင်မလေးနောက်ဆုံးတော့လာအတန်ကြမှာစိတ်ဆင်းရဲကိုဆင်းရဲအဲ့ဒါသူ့ဖေရင်ဆင်းသွားတယ်ဒါသားလေးတယောက်မွေးတယ်အဲ့တော့သူများရဲ့သမီးတွေကိုဆက်တက်ဖြစ်စည်းတဲ့ကြော်တန်တဲ့လေးတော့သူ့လှည့်ရှားတယ်သူများအိမ်တိမ်ကျက်တယ်ငဲတဲ့ဖို့စားတောင်းမှလည်းမရနေတာလည်းဖြစ်နေမရတော့တဲ့တော့အဲ့ဒီကျက်ပိုင်ရှင်သူကအဲ့ဒီကြော်တန်ဗီဒီယိုသွားဖို့ပြင်နေတဲ့နောက်ကနေပြီးတော့ဓာတ်နဲ့ခါတော့စက်ဘူးအောင်ပိုင်းစားခေါင်းပြက်ပြီးတော့ပြေးချက်ချင်းတော့ချက်ချင်းနောက်ဘတော့ဆက်ပြေးပြီးတော့လေသူကဒီခုဩဃဒနာတော့ရသူဟာတန်တရာထဲမှာမြင့်မြင့်ဝဲပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်အဲ့ဒါဘယ်လိုလဲမှတ်ထားတော့ဘာကုသိုလ်တွေအကုန်လျှောက်လိုက်တယ်မြင့်လို့မပြီးတော့ဘာကုသိုလ်မှမလုပ်အပေမှာနှိမ့်ရတော့လေတန်တရာကလွတ်ရလားမလွတ်ဘူးဆင်းရတာပိုဆင်းရတာအဲ့ဒါသူတို့ရွာထဲမှာခေါင်းပြက်တရိပ်ဖြစ်မြဲတဲ့အဲ့ဒါခေါင်းပြက်ကြီးနဲ့မွေးတွေတောင်ပြီးတော့အမှတော့တကယ်ကိုလောင်တာဖြစ်လိမ့်ပြတယ်ဆိုတာသူ့ရဲ့ပဂတိတိုင်းပြခေါင်းမရှိဘူးအဲ့ခေါင်းတွေကမွေးတွေတောက်ပြီးတော့ခဏခဏ၆လို့အဲ့ရွာတွေလည်းပြင်မထွက်ရဘူးသူ့မိဘတွေကလည်းအဲ့တက်တဲ့လူကိုစိတ်ဆိုးလို့ဆိုပြီးတော့ဘာမှအမြလည်းမပေးဘူးခုထိမကြည့်ဘူးခံပြီးတော့အဲ့ဒါအမှန်တရားမှနစ်တယ်ကိုဒါအဲ့လိုပို့တယ်အမှားစင်းနဲ့ဆိုလိုတာအာဟုတုမလုပ်နဲ့အာဟုတုဆိုတာကိုယ်နဲ့ပြုတဲ့အာဟုတုမလုပ်နဲ့သူ့တန်တန်နဲ့ဒုစရလည်းမဖုံးနဲ့သူများသားများအပြစ်မှားနေကိုယ်နဲ့ပြုတဲ့အာဟုတုနှုတ်နဲ့ပြုတဲ့အာဟုတုကမှုသာဝါဒလိမ်ပြောကြတယ်အမှန်ကပြောပိသုနာဝါစာဘုံမတိုင်နဲ့ပတုဒဝါစာညဉ့်ညမ်းနဲ့ရုပ်ညံ့တဲ့စကားမပြောနဲ့တန်ဖတ်ဗလာပအကျိုးမရှိတဲ့စကားတွေမပြောနဲ့အဲ့ဒါနှုတ်မှာဖြစ်တဲ့အကုသိုလ်တွေဘာမှလုံးစိတ်မှာဖြစ်တဲ့အကုသိုလ်က၃မျိုးဟောဒီ၄မျိုးကတော့လေမနောတုဆက်တွေများဘာတုဆက်လဲသူတို့တော့တက်တယ်ပဲဟောမနောတုဆက်က၃မျိုးကြည့်တာခဏတို့ဖြစ်တဲ့တုဆက်အဲဆိုအဘိဓါယာပါဒမိစ္ဆာဒိဋ္ဌိမနောတုဆက်ဘယ်နှမျိုးစိတ်ကလည်းတုဆက်လုပ်တယ်အဘိဓါဆိုတာသူများရဲ့ပစ္စည်းတွေကိုအလုံးမလုံးပဲနဲ့အချောင်လိုရင်းနေတာသူဒီဘက်ကလူတွေအများစုကနှလုံးသွင်းလို့မထိုးဘူးလားအဲ့ဒါအဘိဓါပါတယ်ခုမှပေါ်တယ်ဒီကခုမှကောင်းတယ်မဟုတ်ဘူးအားဒီရောက်လာတဲ့အဘိဓါသမားများတယ်ဟုတ်လို့အဲ့ဒါခုထောင်နေလေအဘိဓါသမားတွေဒီပဲခြေသမားလုံးသမားတွေများစိတ်မကောင်းဘူးဇလောကကိုတခါတယောက်ကပြောတယ်ထောင်သမားထောင်မှုတယောက်ကထောင်ခံတယောက်ကပြောနေတယ်ပေချင်းထောင်မှာတဲ့အငြိမ်မင်းသမီးတယောက်ထောင်ကြနေတယ်တဲ့အဲ့ဒီအငြိမ်မင်းသမီးနေတဲ့အခန်းတော့သူကင်ထားတယ်အမှကြေညာနေတယ်သိလားတောက်ကြတယ်လိုက်ကြေညာနေအဲ့တော့အဲ့လိုအလုံးမလုံးချင်မဲနဲ့နှလုံးသုံးလုံးထိုးပြီးတော့လောင်ကစားလုပ်ပြီးတော့လောင်ကစားမှန်သမျှအဘိဓါလောင်ကစားနည်းနဲ့ငွေလူချင်းနဲ့မှတ်ထားလိုက်ကိုယ်စိတ်ထဲမှာအဘိဓါအကုသိုလ်အမြဲတမ်းနှိမ့်တယ်ဘယ်တော့မှစိတ်မချမ်းဘူးကဲရုပ်စဉ်းစားကြည့်တော့ရုပ်တို့ပူလောင်းနေတာမသိလို့အဲ့ဒီထိုးပြီးတဲ့အချိန်မှာကျတော့လောဘနဲ့ပူလာဘာနဲ့ပူလာမလေးငါထိုးတာ1000ဝဲမလေးရရင်တော့အများကြီးပဲဘာတွေမလေးတွေးနေတာအသိရင်ပြစ်တာဒီမှာအဲ့ချိန်မှာသိရင်ပြစ်တာခြေတိုးထဲမှာသိရင်ပြစ်တာဖြစ်မယ်ခြေတိုးထဲမှာသိရင်ပါဖြစ်မယ်သူကလိုချင်တဲ့လောဘတွေနဲ့ကြောက်တွေးနေတာလေဘယ်တွေးကြဘယ်လိုဆက်လိုက်လဲ
မဲ့ဗီဒီယိုဘယ်လိုကြည့်လိုက်မယ်ခံလို့ပေါ့နော်ဟိုတယ်ဘယ်လိုတက်လိုက်လဲလောဘမိလောင်ဟောထွက်လဲထွက်လာခဏပါမလားအဲ့တော့ဒေါသမီးလောင်ပြန်ပါမီးသွားပါပြီကုန်ပါပြီအတူတူထပ်ကုန်ပါပြီစိတ်တွေဆင်းရဲအဲ့ချိန်မှသိနေကြအဲ့ချိန်မှသိတော့ကြည့်တဲ့ဘယ်နဲ့ချမ်းသာတယ်တကယ်ပြောနေတာအဘိဓမ္မာတရားတော်နဲ့ချက်ချင်းပြောပြနေတာတဏှာလို့ဒါတော့ဘုန်းကြီးကအဲ့နဲ့ဟောမှာမဟုတ်ဘူးဟောဆိုတော့တချို့ဘုန်းကြီးတွေကဟိုလက်ထာပါလို့ဒီလိုဟောတာကိုเจ้าကိုတရားဓမ္မတွေညားစေကြလို့ဟောတာအဲ့ဒါသူတို့ကချော့ဟောတာသူတို့ကအဲ့လိုမဟုတ်ဘူးတရားဓမ္မမရအောင်မဟုတ်ဘူးလက်ထာပါရအောင်မဟုတ်ဘူးတရားဓမ္မအတိတွေရပြီးတော့စိတ်ချမ်းသာဖို့တော့ဟုတ်ပြီဒါကြောင့်ကိုချမ်းသာဖို့အတွက်ကတော့ဒီเจ้าမလာနဲ့မရဘူးခဏလည်းမပြေဘူးအဲ့ချဲကနန်းနှလုံးကနန်းလုံးဝအားပေးလုံးဝသပိတ်မောက်တယ်เจ้าကိုလည်းအပြတ်ပြောတာဦးဇင်းเจ้าမှာချဲတော်တို့เจ้าကိုမနေနဲ့နှစ်နဲ့ပေးကုံပြောတယ်ချဲเจ้าတဲ့လူနှလုံးကြောင့်လည်းเจ้าမလာနဲ့ပိတ်ပိတ်ပြီးတယ်အဲ့တော့အဲ့လိုသူများဥစ္စာကိုအလုံးလိုပဲလိုချင်တာအဘိဓါအဲ့တော့ဘုရားတို့တို့လားအဲ့ဒီအဘိဓါရှိနေတယ်ဘယ်တော့မှစိတ်မချမ်းသာအဲ့ဒီစိတ်ကိုနိုင်မှစိတ်ချမ်းသာလိမ့်မယ်အခုဘောပြည့်တဲ့ပုဂ္ဂိုလ်ကြည့်လိုက်အဲ့ဒါမျိုးကြည့်အများကြီးတော့ဗျာပါဒဆိုတာကသူတို့ကပြည့်စည်ဖို့ကြံစည်နေတာမိစ္ဆာတိဆိုတော့အယူမှားတာမနောဒုတိယကဘယ်နဲ့လို့သုံးမျိုးအဲ့ဒီချက်တွေရှောင်အဲ့ဒါဆိုရင်သံဃာမှာမနစ်တော့ပါဘူးဒုတိယကမမျောအောင်နေရဘယ်လိုလဲမမျောအောင်နေလို့ရှိရင်ကုသိုလ်ပြုတော့ပြုတို့တော့ဘဝကောင်းစားရဲ့ငါကောင်းစားရဲ့မပါစေနဲ့အမှတ်ထားတော့တချို့ကမသိဘူးမလဲဝိဇ္ဇာပိစ္ဆရာသင်္ခါရအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်သင်္ခါရက၃မျိုးပုံညာပိသင်္ခါရလောကီကုသိုလ်တွေဟိဒါနသီလကုသိုလ်တွေအပုံညာပိသင်္ခါရအာကုသိုလ်တွေအာနေဇာပိသင်္ခါရကဇံကုသိုလ်တွေအဲ့ဒီကုသိုလ်တွေလည်းမလုံးနဲ့အကုသိုလ်လည်းမလုံးနဲ့ဒါမှဘဝပြတ်မှာဆိုတာမိစ္ဆာဒိဋ္ဌိရုပ်ပြတင်တာကယောဂီတို့တရားရှင်ရောယဟန္တာရောဒါနကုသိုလ်လုပ်တယ်ဝေယဝဇ္ဇကုသိုလ်လုပ်တယ်ဆရာလည်းပေးတယ်သူရှိတယ်ပေးဘူးလားဒါနကုသိုလ်ယဟန်လည်းသူတို့ရှိတာဒီစွန့်ကြဲတယ်ပေးတဲ့ဆိုရအခုဆိုရင်ယဟန္တာတတ်မှတ်ခံရတော့ဝေဘူးဆရာတော်ဘုရားကြီးကြားဝဲမှာကြောက်เสียရတယ်တို့တော့ဒါဒီယဟန္တာမဟုတ်ဘူးအပိညာရတဲ့ဆလာပိညာယဟန္တာပေါ့ဆရာတို့လူတွေမသိခင်ရဆိုရင်အပိညာတဘိုးနဲ့အဲ့ဒီဝေဘူးကောင်းမှရှိတဲ့စီဒီတွေကိုသူ့ဟိုခြေစောကတန်းဝန်သားပြီးတော့လားဒုက္ခနာကူပေါ့နော်မီးတွေမီးလုံးကြည့်ပြီးတော့ဘုရားမီးပူဇော်တာကောင်းမှရက်တော့တကားတွေချောင်းတာတွေ့တာတွေ့တဲ့ချင်းဆက်ပြီးပူဇော်တော့အဲ့ဒီဆရာတော်ကြီးဘာလို့လဲမှလို့နေတိုင်းကြီးတွေငှက်တွေကိုသမင်းကြီးတွေကျွေးတယ်ဆရာတော်ကလည်းကျွေးတာတပည့်တော်မကျွေးတာဒီပုံမှန်ကြည့်ဘူးနေတိုင်းကျွေးအဲ့ဒါဒါနကုသိုလ်ဘာကုသိုလ်တဲ့ယဟန္တာတောင်ဒါနကုသိုလ်သီလကုသိုလ်ပေးရလားပေးကြမှာဒါဆိုရင်အဲ့နေရာမှာမမျောအောင်ဒါနသီလအစရှိတဲ့ကုသိုလ်တွေပြုတော့ပြုရမယ်ပြုတဲ့အခါမှာဘဝကောင်းစားရေးငါကောင်းစားရေးတဏှာနဲ့ပြုရင်တဲ့မျောရအဲ့လိုမဟုတ်ဘဲနဲ့ငါကောင်းစားရေးမဟုတ်ဘဲနဲ့လောကကောင်းစားရေးသူတော်ဘာကောင်းစားရေးစိတ်နဲ့လှူရင်တော့ရုပ်ပြီးတော့ဗလားတန်တရာပြတ်တဲ့နိဗ္ဗာန်ပို့ပြီးအရေးကြီးလို့အဲ့ဒါယဟနာလို့သတ်မှတ်ခံရတဲ့ဆရာတော်တော်ဟောလေအဲ့ဒီကစာသူ့ကိုသူစာနဲ့ယူဆတဲ့ကုလိုတော့အဲ့ဆရာတော်ကြီးကဒါနပြုတယ်။ဘာပြောတယ်အရှင်ဘုရားအရှင်ဘုရားကိုဒီမျိုးလုံးကယဟနာလို့ယူဆတာတဲ့အခုအရှင်ဘုရားကဒါနတွေပြုနေတယ်မပြုနဲ့လေဘာပိတ်ဟိုယဟနာထင်ခံတဲ့ကုလိုရစာမတတ်ချဘူးအခုကုလိုမလုပ်ရဲတော့ဘူးအဲ့ဒါသွားပြောတဲ့ကိုကြည့်ကြည့်ပေါ့သူများကုလိုသွားတာပုံမြင်နေတဲ့ဖြစ်တယ်သူကပြောပြသေးတယ်နမကာယမှာပါတဲ့ကုသလံဇဟံယဟနာဆိုတာကုသိုလ်အကုသိုလ်ပယ်တယ်အမှန်ကယောဂီတို့အကုသိုလ်တော့ပယ်တယ်ခါယောဂီတို့ကုသိုလ်ကိုပယ်တယ်ဆိုတာမလောက်တာပြောတာမဟုတ်ဘူးတဲ့တဏှာနဲ့မလောက်တာပြောကုသိုလ်လုပ်ပြီးတော့တဏှာနဲ့ဆုမတောင်းတာတဏှာနဲ့မလိုချင်တာကိုပြောတာမလိုချင်မရဘူးလို့မှတ်မလိုချင်ရပါတယ်
ခန္ဓာမလို့ခြင်းမရဘူးနမနာကြောင့်အခုစနေရောက်ရတယ်မှာဒီเจ้าနဲ့ကတော့ကတ်တယ်လည်းမတွေ့ဘူးအဲ့ကတ်တယ်လည်းလုံသမား2မျိုးနဲ့လို့ပထမ1မျိုးတော့လုံသမားကပတ်စံတူတော့ကပြေးရဆိုကြပါတော့3လုံး3ထားတချို့ကြတော့ဘယ်ဝဇ္ဇာလာပြီးနေတာဘုရားလူကြီးကြီးတောင်းအောင်ဆောင်လိုက်တဲ့စာကိုခုလုပ်ပြီးအဲ့လုံအောင်ပေးတွေကြတော့လောက်ခကြီးရဲ့သိချင်းအဲ့တော့ဝေယဝဇ္ဇာအကူညီတဲ့ပုဂ္ဂိုလ်ရောပတ်စံလိုချင်တဲ့ပုဂ္ဂိုလ်ရောဒီလမ်းကိုတော့အတူတူမဖောက်ကြဘူးလားဟုတ်တယ်အလုပ်လုပ်တာချင်းတူတယ်သို့တော့ဒုက္ခလိုချင်တော့အလုပ်သမားတွေတဲ့ဒုက္ခညာငကိုတဲ့ကဒုက္ခမလိုချင်ဘူးသိဉ္ဇနာကြောင့်သွားတဲ့လာတဲ့ပုဂ္ဂိုလ်တွေချမ်းသာပါတယ်ဆိုတဲ့စိတ်နဲ့ဝေယဝဇ္ဇာလောက်အားလာလို့တဲ့ပုဂ္ဂိုလ်မှကြတော့ဒုက္ခရမလိုချင်မရဘူးဖြစ်နေမလားဒါကြောင့်မှဒါယောဂီတွေယန္နာများဘုရားရှင်များဒါနကုသိုလ်လုပ်တယ်သို့တော့ဘဝမလိုချင်တော့ကုသိုလ်တော့ဖြစ်တယ်တဲ့အဲ့ဒီကုသိုလ်ကောင်းချင်မရှိဘူးမလိုတော့ဘဝမလိုတော့ရှိဒီသဘောပါပဲကုသိုလ်အကုသိုလ်ကိုပယ်တယ်ဆိုတာအကုသိုလ်ကတော့မြင့်ပြတ်ပယ်တာမှန်တယ်ကုသိုလ်ကိုပယ်ခြင်းမဟုတ်ကုသိုလ်ကိုလုပ်ပြီးကုသိုလ်ရဲ့အကျိုးကိုမလိုချင်တော့အပြင်ပယ်တာရေးကြည့်တာမဟုတ်တားအရေးကြီးတာအဲ့ချက်ကိုသမ္မာငါဆံကစတတ်တဲ့ဘုန်းကြီးတော်မသိဘူးဒါစားနေတယ်သိလို့မရဘူးဝိပဿနာအကျင့်မှာနားလည်မှဒီချက်ကိုသိတာဒါဆိုရင်တို့ပြည့်တဲ့သိပြီ။ဒါဆိုလို့ရှိရင်တို့သံတရာမှာမမျောကြည့်ရင်ကုသိုလ်တော့လုပ်သို့တော့လောကကောင်းစားဖို့နဲ့ရည်ရွယ်ချက်နဲ့လုပ်ငါကောင်းစားဖို့ရည်ရွယ်ချက်နဲ့မလုပ်ဘူး။ညာတော့ဟဲ့ဒီပြည့်တဲ့များဒါနပြုလားပြုတယ်သို့တော့ရည်ရွယ်ချက်ကငါကောင်းစားဖို့ပါတယ်နော်စဉ်းစားရပါစို့ဒါလှူရင်တော့နောက်ဘဝငါချမ်းသာပြီအဲ့ဒါမပါဘူးလားအဲ့ငါကောင်းစားဖို့အဲ့ငါချမ်းသာဖို့လုပ်တာငါဆိုတာဒိဋ္ဌိကိလေသာငါဆိုတာကဒီယုံနာခန္ဓာငါလို့ယူမှာဒိဋ္ဌိကိလေသာကောင်းစားဖို့ကလောဘကိလေသာကောင်းစားဖို့ပြီးပြီဘယ်လိုလုပ်ပြီးတော့အဲ့ဒီပုဂ္ဂိုလ်တန်ត្រာလွတ်တော့မလဲမျောပြီသူ့ရဲ့ဆန္ဒအတိုင်းသူ့ရဲ့အာသီတအတိုင်းအဲ့ဒီငါကြီးရပဲနောက်ဘဝချမ်းသာပြီအဲ့တော့တန်ត្រာထဲမှာမျောရောဘယ်တော့မှနိဗ္ဗာန်မရောက်တော့ဘူးသာသနာဆိုတာဘဝတိုင်းကြုံရတယ်မချင်းပါနဲ့အခုဗုဒ္ဓဘာသာတွေလည်းဒီပုဂ္ဂိုလ်တွေကမနော်ဗုဒ္ဓဘာသာလည်းဖြစ်တယ်ဟောလူလည်းဖြစ်တယ်မြန်မာပြည်မှာလည်းဖြစ်ရတယ်ဗုဒ္ဓဘာသာလည်းဖြစ်ရတယ်အခုလိုတရားဟောကြားပြသတဲ့ကျောင်းတွေအများကြီးရှိတဲ့မြို့မှာလည်းလူဖြစ်ရတော့အခုလိုဘုန်းကြီးတွေဆိုရင်ကျောင်းထဲမှာတရားဝဲပြီးအမှုတရားတွေပေါ်လိုက်တာလို့သင်မသိနဲ့အဲ့ဒီလိုဘဝဝင်ရည်အလွယ်တကူရတယ်မထင်နဲ့တဲ့အခုချိန်မှာဒီပြည့်တဲ့ကျုံနေရတဲ့ကာလကိုစလို့ပြောရင်ဘောဓုပါဒနဝမခဏဒီစကားလေးပြောတိုင်းတော့ကောင်းတယ်ဘောဓုပါဒနဝမခဏပြောကြည့်တယ်ဟာသိရခုချိန်ကဘောဓုပါဒနဝမမြန်မာလိုပြောတော့ဘုရားရှင်ပွင့်တော်မူတဲ့ကိုယ်ကူမြောက်အခြေဘုရားရှင်ပွင့်တော်မူတဲ့ကိုယ်မြောက်အခြေကာလနဲ့တွေ့ကြုံနေရတာလွယ်တယ်မဖြစ်နေဘူးဒါဆိုရင်ဘုရားရှင်သာသနာနဲ့မတွေ့နိုင်တဲ့ရှစ်ခုမြောက်အခြေလည်းရှိအဲ့ရှစ်ခုမြောက်ခြင်းဆိုတာရက်ပြည့်7ပါးပါ7ပါးဒါတော့နားထောင်ရက်ပြည့်7ပါးဟိုဩကာသရှိကိုမသိတဲ့ပုဂ္ဂိုလ်တွေကြားမှတ်အဲ့ဒါတရားဘောလာရင်လေမှတ်စုယူနေရတယ်ဒီတိုင်းနာပြန်ပြောက်သွားတာမရှိတော့သူများပြန်ပြောရင်လည်းပဲအာအင်းပြီးတော့ဟိုအမှန်မြောက်အမားတွေပဲအကုန်လျှောက်ပြောအခုမှလည်းမှန်ဒီပါသူတယောက်တော့ပြောနေတာဆက်တန်ဆင်းမင်းဆက်ဟောပါလေဆိုမှလည်းစားခံဆင်းနေဆက်ပြီးတော့စက်ပုံပြဲတော့အဲ့ဒါဦးဇင်းဟောတာမျက်ရည်မကြခင်သိစေခြင်းနဲ့ပြောတယ်ဒီနေ့ဟောတဲ့တရားကမျက်ရည်မကြခင်သိစေခြင်းအခုမှမှန်တော့အဲ့ဒါမှတ်စုရှိရတယ်နော်မှတ်ထားလို့ရှိရင်ပြန်ပြောလို့ရတယ်ရေးလို့ရတယ်အမှန်တမ်းမှအကျိုးကြီးပါတယ်ဒါကြောင့်လေ့ချမှတ်ကြပါတရားနာအခုရပ်ဖြစ်ပါပြောနံပါတ်1ကဖယားပွင့်ရပယ်သုံးရွာရင်ဖယားတော့ပွင့်တယ်ဒါပေမဲ့လို့
ယောဂီတို့ဦးဇင်းတို့ကတိလိစ္ဆာန်ဖြစ်နေမယ်တဲ့ငရေကြာနေမယ်တဲ့ပြိတ္တာဖြစ်နေမယ်တဲ့အတူတကယ်ကပြိတ္တာနဲ့ပေါင်းတယ်အတူတကယ်ဆိုတော့ပြိတ္တာဖြစ်တယ်ကဲအဲ့လိုငရေတိလိစ္ဆာန်ပြိတ္တာဖြစ်နေပြီဆိုလို့ရှိရင်ဒီတရားကိုနာခွင့်ကျင့်တော်ခွင့်ရသေးတာဟုတ်အခုအဲ့ဒီအပေဘုံကလွတ်နေတယ်ဒီဒီနံပါတ်၄ဒီဃာယုနံအပေတော့မကြောက်ဒါလေးမဲ့လို့နံတရားနာရှိပြီးတော့ယုတ်တရားမရှိတဲ့အရူပပြမာတွေသွားဖြစ်ယုတ်မရှိတော့နားပါရဲ့နားပါတော့တရားနာလို့ရတယ်ဆုံးဆုံးသွားပြန်တို့တူပဲရုပ်သာရှိပြီးတော့နာမ်မရှိတဲ့အတ္တညက်ပဲမပြမဖြစ်လေဆုံးရှုံးသွားပြန်ရောအခုဒီကိစ္စဟာအဲ့ဒီကျင်မာဘွားကလည်းလွတ်နေတယ်မကောင်းတဲ့ဖြစ်ရောက်လာပစ္စံနဲ့ကငါကလူတော်ဖြစ်တယ်ဘုရားသာသနာလည်းရှိတယ်ဒါမဲ့လို့အစွန်အပြအမေရိကန်နိုင်ငံမှာသွားဖြစ်သွားကံပြည့်တယ်များအမေရိကန်နိုင်ငံမှာလူသွားပြုဆိုမှဒီမညာပုံညာတရားတွေရနိုင်တယ်အဲ့ဒါပစ္စံတဲ့ဒါတွေးပေါ်လိမ့်နော်တချို့အထင်မှာအမေရိကန်ဟာကမ္ဘာမှာအချမ်းသာဆုံးဒါလက်ခံပါတယ်ကျုပ်တရားအနေနဲ့အချမ်းသာဆုံးနန္တရားအနေနဲ့အဆင်းရဲဆုံးဘာတရားမှမသိဘူးပြောလိုက်အောင်အခုဦးစင်းဒီတွက်ကန်လေးတော့အမေရိကန်ပြည်အောင်စုကမိသားစုကဦးစင်းကိုစမောစာပို့တယ်ပေါ့ပြင်အမေရိကန်ကတရားဟောတဲ့ချင်းဦးစင်းကိုရကအများကြီးပြန်ဦးစင်းကစပင်နဲ့သွားခြင်းမသွားခြင်းလို့ဆိုတာတခြားကြောင့်မဟုတ်ဘူးဘုသူတတ်တော့ရောက်ချင်တယ်အဲမဲ့လို့ဦးစင်းမှာတစ်နှစ်ပတ်လုံးတရားဟောရတာအပြည့်ဦးစင်းမှာတရားဟောတဲ့ချေတာဖြစ်သွားတယ်အဲကြောင့်မသွားခြင်းမြန်မာပြည်မှာဦးဇင်းတို့ဒီတရားတွေမနာတော့နာခွင့်မရတော့ပင်နေတဲ့ကဒေသတွေပိတ်နေတဲ့မှာကိုအများကြီးကျင်နေတယ်ဦးဇင်းတရားတော်ဟောတယ်မဟုတ်ဘူးဦးဇင်းတစ်နှစ်ပတ်လို့ဦးဇင်းမရမနာဟောတာဝါကျွတ်တန်နဲ့သတင်းကြီးကစပြီးတော့နောက်နဲ့ဝါဆိုလာတိ10လလောက်ဟောတယ်ဒါတော့ရေပေါင်း290 280နီးပါအဲ့ဒါမှတန်းတဲ့တော့မဟုတ်ဘူးဒါကြောင့်မသွားချင်တာဒါပေမဲ့ခုသူတို့ကလည်းနေရာမကပါဘူးအဲ့ဒါသူတို့ကလည်းလာကြိုးတာအင်တာဗျူးကြတော့ပြဿနာခဲ့တယ်။အဲလိုအင်တာဗျူးသွားတော့သူကဘေးကလူပုံမလိုက်ရဘူး။သွားမဲ့ဘုန်းကြီးတစ်ပါးတည်းပဲအင်တာဗျူးကိုလုပ်အောင်ပါဆိုတော့ဒီဘုန်းကြီးကအင်္ဂလိပ်စာတစ်လုံးမှသိတာ။သိတာဟုတ်လား။ yes to no လို့ very good လောက်ပဲသိတယ်။အဲ့သုံးလုံးဒီလည်းထောင်ကြတယ်။ဟုတ်တယ်ထောင်ကြဘူးတဲ့အဲ့လိုမတက်တက်ဖို့နိုင်ငံခြားရောက်တော့သူသက်တာအဲ့သုံးလုံးဘိုးကြတော့သူ့အလုပ်ချင်းကနိုင်ပြောက်လို့အင်းလေးလိုလေးတယ်မင်းငါနဲ့ယူထားသလားဆိုတော့ငါမလို့ချနေရေးမသိဘူးသူကအဲ့ဆိုလည်းမင်းငါတက်တာလို့ထင်မှာပေါ့ပြန်ပေးပါ no ဒါဆိုမင်းထောင်ချလိုက်မယ် very good တော့ထောင်ကြပါအဲ့ဒီသုံးလုံးနဲ့ထောင်ကြတဲ့ဘာမှမသုံးရအဲ့သုံးလုံးကိုရဝင်သွားတယ်ဘယ်သူမှလည်းမသိဘူးအခုလူတွေကိုအများတော့အများကြီးသူတို့တက်တာပေါ့အခုလည်းကြတော့အကုန်ပြည့်စုံပါတယ်သူတို့ကပြင်နေတာဆိုသူကဘာလုပ်လဲသူတို့ကတင်ပေးတာတလုံးမှကုန်မလို့ဒါတန်ရုံကတော့ဦးစင်းကသွားရင်လို့တင်နေပြင်တာပေါ့ကျင်းတော့အားလုံးပြည့်စုံတယ်လေပြည့်စုံမေးမြင်နောက်ဦးစင်းအဲ့ဒီဟိုသေးလေးကသွားဦးတယ်လေအကုန်လုံးသိတယ်အဲ့ဒါစကလန်နဲ့မေးတာအဲ့မြန်မာစကလန်တယောက်ရှိပြီးလည်းပြီးရောဘာကြောင့်လည်းမပြပဲနဲ့သွားဖို့တဲ့ဗီဇာထုတ်မပေးနိုင်ပါဘူးပြီးရောညထွက်လာတယ်ထုတ်ပေးတဲ့လေးပေါ်ကောင်းတာခွန်းတော့မသွားချင်ဘူးဟာကောင်းအဲ့ပြင်းတဲ့မိသားစုတွေမှာဖြစ်ဖို့ရအောင်လုပ်တာနောက်တစ်ချိန်တစ်ခါထပ်ပြီးတော့အဲ့တဲ့ကိုပြည့်စုံဘာမှမကြံပါဘူးအဲ့တော့ဦးကတော်တော်စိတ်ကပြည့်တယ်ပင်လည်းပင်မှန်းအဲ့ဒီမှာဦးကဟိုကောင်းလာနေတော့လာတညာလုံးပါစီမနေ့ကအဲ့တိုင်းကပင်မှန်းတယ်လို့အဲ့တော့ဦးစင်းမှာတေချာလည်းပဲဟုတ်လားဟိုပြင်းစင်မသွားရလူကလည်းနွမ်းရည်နေတော့သူတို့ကလည်းပဲသာသနာပြုနေတဲ့ဆရာတော်တို့ပြုမှာဟုတ်ပါဘူးလမ်းဘေးကကိုစင်အစုပ်ကြလေးထင်ပါပဲဒီလားတိုင်းရောလူတွေကအဲ့ဒါဒုတိယကျင်အဲ့လိုပဲဒုတိယကျင်ဖြတ်မလေးကျင်အဲ့လိုပဲသူတို့ကနောက်ဘက်ဘုသူပြည့်သူတို့ယောဂီတို့ဒီမြန်မာတွေကိုတခုချိဖို့ကြည့်ထင်တယ်ဘုသူပြည့်တယ်အဲ့ဒါပစ္စံတဲ့သူတို့မှာ
လောဘဒေါသမောဟကိလေသာပယ်တဲ့ကြောင့်တရားမရှိသူတို့မြင်လာကမြန်မာပြည်ဟာဆင်းရဲမွဲတေငတ်ပြတ်တယ်ဒါကြောင့်မြန်မာပြည်ကရိုးရိုးလူရောဘုန်းကြီးတွေရောပေါ့နော်အလကငါတို့မြန်မာအမေရိကန်မှာတော့ခိုးနေဖို့လာကြတို့လူယူဆတာကြောင့်စစစ်တယ်ဟာတရားခံစစ်စစ်တယ်ကိုယ်ကဒုတိယကြီးနဲ့သိသွားဒုတိယကြီးတော့တရားခံနဲ့တွဲပြီးသူတို့လျှောက်ပြောနေတဲ့ဦးကရက်တော်လို့ကြုတ်ပြောမယ်ဆိုစကားလုံးပြန်ပေးလိုက်တယ်ပြောလာတယ်အဲ့ကောင်တန်တောင်းကြီးရရှိငါဆရာတော်ကလမ်းပေးကိုတော့မဟုတ်ဘူးငါမှရိပ်သာ၄ခုရှိတယ်ညီမမျိုးတီထောင်တာအဲ့ရမှာမဟုတ်ဘူးပြောလာအဲ့ကောင်မင်းတို့အမေရိကန်ကမသွားရင်မနဲ့သွားတာပြန်တဲ့လူလည်းမျိုးလုံးကြည့်တယ်အဲ့လိုပဲတော့အမေရိကန်တောင်းနေတဲ့မျိုးလုံးကြည့်လို့အံ့ဩတယ်ပြန်မေးတယ်ဆိုစလည်းလည်းဆင်းမသွားခြင်းမနဲ့ဘာလို့သွားတာလဲဘာလို့ဒီစားတင်ပြန်ပြောလိုက်ပါလားပင့်လို့သွားငါ့ဘက်မိသားစုတွေကပင့်လို့ငါမသွားဘူးဆိုရင်သူတို့စိတ်မကောင်းဖြစ်မှာဆိုလို့ငါမှတရားဝဲရဟာဒီနေ့မှာ365ရက်ငါဟောတဲ့ရက်ကလေကျေပေါင်း400မဟုတ်တခါတရက်နဲ့ငါ4ဘွဲဟောဟာဟုတ်မင်းတို့အမေရိကန်ကိုနေခန့်တော့မနေဘူးလို့ပြောလိုက်မှုဘာပြောပါတော့ဘိုးကြီးဘောကောင်ဘေးရလူလေးတွေလည်းအံ့ဩနေတာကျန်တဲ့လူလေးတွေကအသေးလေးသွားခြင်းပုဂ္ဂိုလ်တွေမသွားခြင်းပြောနေတာဟုတ်ဒီကိုယ်တော်လေးရဲ့ပြီးတော့ပြောလာအောင်ကွာမင်းတို့လူလို့နားလဲအောင်လူတန်းကိုတခိုးကျိုးဝန်ထမ်းနဲ့မဆက်ဆံနဲ့ငါတို့ကယဟန်လို့အဲ့ဒီလိုလောဘဒေါသတွေကော်လွတ်နေတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်ဒါကြောင့်တို့လူယဟန်တွေကိုဆက်ဆံတဲ့အခါမှာလောဘဒေါသကြီးတဲ့လူတွေဘယ်တော့မှမဆက်ဆံနဲ့ငါတို့ကိုစီးပွားရေးမျက်စိနဲ့မကြည့်နဲ့လို့ဘာသာရေးမျက်စိနဲ့ကြည့်ဒါကြောင့်ယောဂီအဲ့ဒီကဆင်တန်းမြင့်နာမ်ပိုင်းဝိဇ္ဇာပိုင်းနဲ့ဆိုင်တယ်ရုပ်ပိုင်းတိတ်ပံသာထွန်းကားတဲ့အဲ့ဒီအမေရိကန်နောက်တော်ဝင်ဒီစကားကိုနားမလည်ဘူးသိနားမလည်လည်းပြောလို့ဒါကြောင့်ပြောချင်တာယောဂီတို့အမေရိကန်ပြည်တော်စုဟာရုပ်တရားမှာအချမ်းသာဆုံးနာမ်တရားမှာလည်းပါလေမွေးလာကြဘာမှအားချစရာမရှိသွားဘူးတတိယအကျင့်ထပ်မြင်အောင်ပဲပုံစံတယ်မပိတ်နဲ့တော့မသွားဘူးညီလဲကိုသိညီကိုမှားခဲ့တယ်ဒါတော့အဲ့ဒီခုနောက်တော့နိုင်ငံခြားမှာတော့အများကြီးပြင်မှာသိတယ်ဘာဘူးရတဲ့တကဘာလို့ရောက်နောက်ပြင်နေတော့အပြတ်ပြောလိုက်ပြင်ရင်ဆရာတော်ကိုတန်ရုံမသွားဘဲနဲ့ပြင်ကြွမယ်လို့တန်ရုံဝင်မသွားဘူးဒီဟုတ်တယ်ဒီဘုရားအချင်းကိုသွားဘူးဒီလိုတော့အဲ့တော့အဲ့လိုရောက်ပြီးတော့အမေရိကန်လူမျိုးမှာသွားလို့ဖြစ်ရင်သွားပြီဘုရားသာသနာမသိတော့အခုယောဂီတို့အဲ့ဒီဖြစ်တာလွတ်နေတယ်ဒီပြေးတာဟာလေမိစ္ဆာဉာဏ်ရှိတယ်နံပါတ်6ဘုရားသာသနာမှာလူဖြစ်တယ်ဘုရားပွင့်တဲ့နေရာမြန်မာပြည်တကယ်မဲ့လို့ယောဂီတို့မြန်မာပြည်မှာဖြစ်တော်လည်းပဲဘာသာချမိစ္ဆာတွေဖြစ်နေပြီတဲ့ဒီသာသနာနဲ့မလွယ်ဘူးလားပွားရောဘုရားကြီးလို့မိစ္ဆာဉာဏ်ရှိတဲ့ဘွားကလည်းဒီပြေးတာလွတ်နေတယ်ဉာဏ်မရှိတာနံပါတ်9တခါတည်းရင်ဘုရားဘာသာလည်းဖြစ်တယ်ဒီဆရာဓမ္မနဲ့လည်းတွေ့တယ်တရားလည်းနာခွင့်ကြည့်ခွင့်ရဒါပေမဲ့လို့တဲ့ဒီမဉ္ဇဉ်ဘုံဉ္ဇဉ်ဝိပဿနာတရားတွေကိုနားလည်နိုင်စွမ်းဉာဏ်ပညာဘာမှလာဘူးကြာတွေးလို့အဲ့တော့မဆုံးကြုံဘူးလားကာအခုဒုပိတ္တဟာအဲ့လိုနေရာလဲလွတ်နေပြီဉာဏ်ရှိသားလဲဘုရားမဖြစ်တဲ့ဖြစ်ဘူးနော်ဉာဏ်တော့ရှိမဉ္ဇဉ်ဘုံဉ္ဇဉ်ရဝိပဿနာတရားကိုတစ်ချိန်နာအောင်မဉ္ဇဉ်ဘုံဉ္ဇဉ်ရမယ်ဒါပေမဲ့လို့သူလူပြည့်တဲ့တင်ဟာဖယားမပွင့်တဲ့အခြေအနေသွားအဲ့ဒီလိုဒီပြည့်တဲ့တွေက8ခုမြောက်တော့ခဏကိုလွန်ပြီးတော့မှအခု9ခုမြောက်ဖယားပွင့်တဲ့သာသနာ့ရေးမှာလေမြန်မာပြည်မှာလည်းဖြစ်ရတယ်လူလည်းဖြစ်ရတယ်ဗုဒ္ဓဘာသာလည်းဖြစ်ရတယ်ဒီဝိပဿနာတရားတွေနားလည်နိုင်တဲ့ဉာဏ်လည်းရှိဒီတရားတွေဟောကြားပြတဲ့ဆရာတော်လည်းတွေ့တယ်ကျမ်းစာတွေလည်းရှိတရားစကားတွေလည်းဖွင့်နေကြတယ်အဲ့ဒါတော့မှအဲ့ဒါတွေလွဲပဲပြီးတော့ဒီတိုင်းနေပြီးတော့ဒီတိုင်းသိမယ်ဆိုရင်တော့ဟောဒီကျေးတဲ့တော့မိုက်တယ်မရှိလို့ပါလေဒါကြောင့်တန်တရာကုမြောက်ခြင်းလို့ရှိရင်အာဟုတုတွေလုတ်ပြီးတော့လည်းပဲအမြုပ်မခံနဲ့အာဟုတုဘာမှမလုပ်နိုင်ဘူးရှားများကုသိုလ်လုပ်ပါသို့တော့ဟောကောင်းစားရင်ငါကောင်းစားရင်မပါစေနဲ့လောကကောင်းစားရတဲ့တို့ကလောကကောင်းစားဖို့ဘာကောင်းစားဒါပဲလူမဲ့သူကြည့်လိုက်ဘယ်နေရာလူလေ
အဲ့လိုပဲရှိတယ်ဘယ်နေရာဆိုရင်လောကအတွက်ကျေးဇူးများမယ်အဲ့ဒါကြည့်လိုက်အဲ့လိုကြည့်ပြီးတော့လူတဲ့နေရာလူရုပ်ကိုအင်မတန်ကောင်းဆုံးများစလူတွေကသူတော်ကောင်းတာဖို့လောကကောင်းတာဖို့အဲ့လိုသူတော်ကောင်းတာဖို့လောကကောင်းတာဖို့ရွေလိုက်ပြီဆိုရင်ငါလည်းမပါဘူးကောင်းတာဖို့ရအဲ့ဒါဒိဋ္ဌိနဲ့လောဘကိုဒီဒါနမှာဖြုတ်ပြီးသားဖြစ်တယ်အဲ့ဒီဒါနမျိုးကပြည့်တတ်တယ်နိဗ္ဗာန်ဒီဖို့ပဲဒီဖို့ဘုရင်ရေးတဲ့မြန်မာတို့အတန်မှာဖတ်တယ်မှာအချင်းပြောတယ်ဒီကိုကျုံးမှာမထေရပါသုလနာကမထေရရိုးရိုးကုသိုလ်စင်တရက်တော့ချင်းကျုပ်ကအဲ့ဒီသူတို့နေတဲ့တန်ခါ3လောက်လောက်နေလုံးစားပြီးတော့ဟိုဆင်းမှုဆုံးကွက်တဲ့တပိတ်တွေဆေးပြီးတော့နေပြတယ်နေပင်နိုင်ရင်တစ်ချက်လောက်ခွဲတစ်ချက်လောက်ကြတော့မှအဲ့ဒီတပိတ်တွေတုံးနေတဲ့အချိန်မှာလေငါပြ4-5ရက်လောက်မှန်းကြတော့တောထဲမှာတချို့ကမမွေးကျင်လို့ဒီခွေးမကြီးကိုခွေးလေးတွေနဲ့ပုံသွားပြစ်ထားကြတာပေါ့တော်ကြီးမြင်တယ်အဲ့ဒါအစာကြောင်းနဲ့တော့ကြိုင်းနဲ့အဲ့ကြောင်းနဲ့ရောက်4-5ရက်အစာမစားတော့ခွေးမကြီးလည်းအယိုးပေါ်အရေးချင်းအဲ့တော့နှိုးလည်းမထွက်တော့ခွေးလေး9ကောင်လည်းငတ်ပြီးတော့ပိးနဲ့ညီးပြီးတော့ထုံးနေလာပြီးတော့ဒီမဒီလည်းတွေ့ရောအစားရှိတယ်မှတ်လို့တောင်းရှာတာမိလေးနှံ့ပြီးမဒီမြတ်ကလည်းဘာမှကြွေးတယ်စိတ်ထဲမှာတာသနာလှူကျင်သွားဒီခွေးမကြီးဟာဒီမဒီမြတ်ကတခုမကြွေးရင်သိနိုင်တယ်ခွေးမကြီးသိရင်ခွေးလေး9ကောင်လည်းသိနိုင်ပါတယ်ဟောလိုနေပြီအဲမရှိလေရှိတာကြွေးမယ်ဆိုပြီးမဒီမြတ်ကသမလဲကြီးပြောင်းဆေးလိုက်ပြီးတော့အာပုံလက်ညှိုးတို့အန်ချအန်ပြီးခုမကြီးက4-5ရက်ငတ်တော့အားတဲ့ထပ်တိုက်တာ3လေးချိန်ထပ်တာနဲ့ပုံသွားမတင်းတယ်ဘူးထပ်မော့ကြည့်တယ်လူလိုဆိုရင်ရှိရင်ထပ်ပြေးပါဦးတောင်းတာတဲ့အထူးဒုတိယအချိန်ခါတဲ့လဲအာပုံလက်ညှိုးတို့ဒုတိယအချိန်အန်ချစားလိုက်ညာခဏလေးပုံတယ်မတင်းတယ်ဘူးထပ်မော့ကြည့်တယ်မထူးပါဘူးငါဘက်တဲ့ဟာဘာမှမကြံရင်တတိယအချိန်တော့မထင်းတဲ့ဘက်ထဲမှာဘာမှမကြံဘူးထိတ်တရိယကြီးနဲ့သူပုံမှန်လေးစားတယ်ဝါပုံမှန်အဲ့ဒါထပ်မော်မကြည့်တော့ဘူးသူတင်းတယ်ပါအဲ့မှာခါလေးတောက်မှလေးခါတဲ့တပိတ်ပုံဟောင်းနဲ့ခက်ပြီးတော့တက်အစာရေးစားဝန်းနဲ့နို့တွေပါရပြန်လိုက်ထွက်လာတာပေါ့အဲ့ကြမှာကလေးတွေနို့ဆိုဗတိမြတ်ကိုကျေးဇူးနဲ့မျက်စိနဲ့ကြည့်လို့ပြောမှာဝမ်းသာချတယ်ဒီတမစီစံဒီမထေကြီးရဲ့ဌာနငါကောင်းသားဖို့ပါအဲ့ဒါပါရမီထိုက်တဲ့နောက်ပြုမယ်ဆိုရင်မှတ်ထားမလို့တကယ်ဒုက္ခရောက်တဲ့ကိုယ်ကိုရွေးရှုတတိယဖြစ်ပါစေကောင်းကျိုးရတယ်ကိုကြည့်ရမ်းလာပြီကိုဒီလည်းပြောမတင်တဲ့ကဆုတောင်းတယ်ဒီကုသိုလ်ကြောင့်တဲ့တက်လာပါပေါများပြီးတော့အရဟတနာအရဟတဘုလွယ်ကူသောအကျင့်ရှင်မြန်သောအသိဉာဏ်နဲ့ရပါလို့ဒါအဓိကမနဲ့ဟောသူတို့ဒီဘောက်မှာလည်းကောင်းကျိုးရတယ်တကယ်လည်းရဟန္တာတို့လွယ်ကူရဟောအထူးခြားဆုံးကတော့အဲ့ဒီညမှာပဲတဲ့သူ့ရဲ့ကုသိုလ်ကိုနတ်တရားအသိနတ်တရားလူအောင်ဆန်းနေပြီးတော့ခါတဲ့ညာဘန်းဆိုတော့ဆုံးကတ်လို့မရတော့လေအဲစတုမတူတွေတရားရည်တွေတင်လေးတွေပုံလာပြလိုက်ကြတာညာလောင်အာကြီးထားကြမရှိလို့သူ့เจ้าတဲ့တဲကသံဃာ3000ကိုဖွဲပြီးတော့ပြုတ်လိုက်တာနောက်နေ့မနေ့ကစပြီးဒီကဒီကုသိုလ်ကနော်ဒီလေးနဲ့ကတဏ္ဍာလုံးသိပြီးတော့လေဒီမထေကိုဆွမ်းလောင်းတယ်လို့ဆိုစောင့်လိုက်ကြတဲ့ပိဋကရဲ့အရှိအတန်းကြီးဟာလေတေယုဇနာ8မိုင်လောက်ရှိဒီမထေဆွမ်းလောင်းပို့ခြင်းလို့စောင့်အောင်ဒီမထေဆွမ်းလောင်းပို့အောင်တစ်နှစ်လောက်စောင့်ရတယ်ဆွမ်းလောင်းကိုရအဲ့ဒါလည်းနေတဲ့ခါဒီတန်ခါ3000အမြဲတမ်းကျွေးနေဒီမလို့လို့နောက်ရဟန္တာလည်းဖြစ်တယ်အဲ့လိုဘုံလေးကြီးရဟန္တာဘဝကလည်းပို့ပေးတာဒီလိုလုပ်ပြီးတော့ဒါနတော့ပြုတယ်ငါကောင်းစားဖို့မပါတဲ့အတွက်လုပ်ပြီးတော့ဘောနန္ဒနာရှည်သေးရတာဒီဘောကိုရဟန္တာဖြစ်တော့တာရှုတတ်ဖို့ပဲလိုတာမမျောတော့ငါကောင်းစားဖို့ဆိုရင်အနန္တနာမမျောဘူးဒါကြောင့်ဒါနကိုသံဃာရှိတယ်လို့ခေါ်တာမသိလို့ဒါနကမရှိဘူးတဲ့တဏှာကရှိတာဘာရှိလဲတချို့ယောဂီတို့ကြီးမှဝတ်တဲ့တုံးတဲ့တရားပြပုံလိုက်တယ်မဟုတ်လားသာမလည်းမတက်ဘူးရမ်းဟောအဲ့ဒါပေးတယ်ပါအသေးချာဘယ်လိုဒါနပေးဒါနဆိုတော့လောဘတတ်ဘဝလိုချင်တဲ့တဏှာကအနန္တနာရှိပြီ
နောက်တရက်တော့အဲ့ဒီသူတို့သတိလင်္ကာသံဃာ900ခုကလေးပေါ့နော်ဘောဓကာယအိန္ဒိယဘုရားဝုကြွခြင်းနဲ့ပြီးတော့အဘာငါတို့လမ်းမှာဘုရားဆင်မပြေဘူးသွားတဲ့ကြောင်းစေရတာရှင်ဘုရားလိုက်ဖို့ပါရှင်ဘုရားကဘုန်းကြီးတယ်သူကသတိလင်္ကာတဏ္ဍာလို့ထင်ရှားသွားတာကိုဒီဘောကရှင်တေဝလိဆိုကျွန်တော်ဒီကိုကျွန်းလို့လိုက်ဖို့ဒီကရေလန်းဖေးကသွားတော့နဂါးတွေကလေလူအောင်ပန်းစပြီးတော့ဆုံးပင်ကက်လို့ရေပင်လေထဲမှာလေးလိုက်တောလန်းဖေးကသွားတော့တောသနာတောသနာသက်ပေသနာတွေကလူအောင်ပန်းပြီးကြည့်လို့လေးလိုက်ကြီးညိုနေကြတယ်ဒီကိုတော့ပါအခုလိုလူသွားလမ်းတော့ပြောမနေတဲ့တခါလူလက်ကြတာတစ်နှစ်ကြာမှအိန္ဒိယကြာဒါတွေလည်းပတ်ပိုးပြီးလို့ပြန်လဲကြွမှလို့ရောမထင်မြတ်ကံကုန်ပြီပြိဋိမဆန်တော့ကျန်တဲ့မတည်မျက်နှာမအောင်ပါ900ကုလနာကမရမေးတယ်ရှင်ဘုရားတို့ယဟန်နေလုံးနေပြီးတော့သိချင်းတရားတွေ့ကြုံတာဘာအံ့ဩစရာရှိလဲဘုရားဘာလို့မျက်နှာမကောင်းအဲကြောင့်မဟုတ်ဘူးဗျာရှင်ဘုရားပြန်တော်မူသွားရင်တပည့်တော်တို့တန်ခါ900ဆွမ်းတန်တန်ကြောင့်ဒုက္ခရောက်ပြီဒီပါ900ကြီးဒီလမ်းတစ်ကြောင်ဘလို့အဆင်ပြေမလဲမှတ်ဖို့နဲ့တဲ့တပည့်တော်ခွေးပိန်မာလေးကိုလှူခဲ့တဲ့ဒါနကုသိုလ်ပြုအရှင်များတော့ခံစားအောင်ပါပါတဲ့တပည့်တော်တက်တော်ကိုဆောင်းသွားတပည့်တော်ပါတကယ်တော့ဘုန်းကြီးလိမ့်မယ်ဆိုပြီးတော့ဆန်အမိတိကျိုးတို့ကြက်လက်တက်တော်လို့မှတ်အောင်နော်တက်တော်ဆိုတာအယိုးပြောတာတက်တော်ဆိုတာပါဟာအချင်းဖက်ချင်းတို့ဦးကြီးရဲ့ပါရမီထိုင်တော်ဒါနဆောင်ပါအကျေရတော့အခုရိုက်နေစေပေါ့ဆရာကောင်းကိုရှာဖို့တင်းနေမှာဖတ်တချို့ကမသိတော့အဲ့ဒီအလုံးလုံးတွေမှအလုံးလုံးဆိုတာမှတ်တာဘုရားမှာရှာတာမန်ရမ်းတာအယိုးအဲ့ဒီအယိုးအမွှားလေးတွေကိုပဲအဲ့ဒါထုတ်ယူပြီးတော့ကြွတော့သူ့ပါတကယ်သူပဲတဲ့ဒီလမ်းကြီးကသွားတော့ငကားတွေကလူတောလမ်းကြီးကသွားတော့နတ်တွေကလူယူလမ်းရွာလမ်းကတော့လူတွေကတူပြီးတော့အဲ့ဒါတနေ့ပြည့်တဲ့အချိန်မှာပြိဋိလင်္ကာနဲ့ပြန်ရောက်ကိုကြတော့မတည်ပါ900အံ့ဩကြလို့ကြီးဆုံးမတည်ဟောတာအဲ့ဒီမကြည်စမ်းမြတ်စွာဘုရားချမှတ်ခဲ့တဲ့ဒါနသီလဘာဝနာလမ်းသုံးတော်လုံးဟာနိဗ္ဗာန်ကိုဥဒိတာသိပါလေဒီမတည်မြတ်ဟာအလုခံပုဂ္ဂိုလ်14ယောက်ထဲမှာအောက်တန်းအကြဆုံးဆိုတဲ့ခွေးမတကောင်ကိုတို့အလုခံကလည်းပဲအောက်တန်းကြဆုံးခွေးဒီဝဝတ္ထုကလည်းအံဘတ်တန်ဖို့ရှိရလားသို့တော်စေတနာမကောင်းဘူးဒါကြောင့်မှတ်တယ်ယောဂီတို့အလုခံပုဂ္ဂိုလ်အလုဝဝတ္ထုတဲ့စေတနာကအရေးကြီးစေတနာပြတ်သားဖို့စေတနာပန့်ရှင်းဖို့လိုတယ်ရဟန်းနိုင်ပူပါစေစေတနာမတန့်ရှင်းလေအကျိုးကိုပေါင်းတယ်တိတ်တစ်ထောင်တန်ကြောင်းဆောက်လို့စေတနာမတန့်9ခုနဲ့3ခုနဲ့မှုကမာနဒေါသနဲ့လူရင်အကျိုးကိုမကောင်းဘူးခွေးကိုလူစေတနာကောင်းတယ်လေအကျိုးကိုကောင်းတယ်အဲတော့ငါရှင်တို့ဘလောက်အောင်ဖို့ကောင်းလဲဆိုပြီးတော့အဲ့ဒီကုသိုလ်တွေဆင်ခြင်တော့သူတို့ကဝိရိတွေဖြစ်တယ်အဲ့ဒီဝိရိတွေကိုအနိစ္စအနတ္တဒုက္ခဆင်ခြင်လိုက်တာပြည့်တော့အားလုံးပဲယန္တာဖြစ်သွားတယ်ပါမှာအဲကြောင့်မြေတန်များသန္တရာကူးခြင်းအာဟုတွေလုတ်ပြီးတော့လည်းပဲရက်မနေနဲ့တဲ့နစ်လေခပဲပေးပါကုသိုလ်တွေလုတ်ပြီးတော့လည်းပဲငါကောင်းတဲ့တဏှာတွေနဲ့မဆွဲနဲ့လူ့ဘုံနဲ့ဘုံမှာမျောလိမ့်မယ်အဲ့ဒီချက်ကိုကြောင်းပြီးတော့သန္တရာဝေါကလွတ်မြောက်နိုင်တော့သူတော်ကောင်းကြီးများဟုတ်ချမသွေဖြစ်ကြပါစေကုန်သတည်း